ရွှေလျာရွှေနန်းတော်တွင်စံမြန်းရခမဏိဇန္နာသခင်မလေးစံပေဖြူတို့ထုံမောလျက်ပြန်လွင်သည်ကိုယ်သည်နံကိုငါဣတာဥရွယ်ရာဇမန်ဖြင့်မိဖြောင်းခြင်းငါမတတ်နိုင်မေရွှေထီးသခင်အနော်ရထားအမိန်တော်စကားမလွန်ဆန်ဝင်သည်သစ္စာတရားတောင်းတော်ထက်လေစစ်သူကြီးဤနှလုံးသားမှာမင်းသမီးဤရုပ်ပုံလွှာအားထာဝရကိတ်အောင်သူမိထားသည်မှာအပြစ်လုံးသို့တယ်မဟုတ်ကံကြမ္မာဤစမ်းသပ်ခြင်းလုံးအိုမနိဇနာမြတ်တာမိုးစံမြေအောက်သက်ဝင်ရာဇဝင်တွင်ချမ်းရစ်မဲ့ငါတို့ဤဝေးခွာခြင်းထိနှံစတားလက်တောင်းတဲ့ဟူသောတန်ချီခြင်းဖြင့်နှလုံးသားကိုခန့်အောင်ထားပေါ်လေမေပေါ်ထားပြီးငါသစ္စာကနေမင်းကြီးထပ်ပေါ်၍ပူပြင်းလမင်းကြီးထပ်ပေါ်၍ကြည်လင်နေစေကံမြေမနေဝင်ချိန်တွင်သွေးနေအောင်ကောင်းကင်အောင်ငါတို့နှူးဤအရေးများသာခွဲခွာခြင်းကိုရင်ဆိုင်ရလေပြီနောက်ဘဝဟူ၍ရှိခဲ့သောရာဇပလင်မလို့ထားလက်နဲ့မလို့ရိုးရှင်သောပကံလူသားဖြစ်မင်းနဲ့တူအချိန်တိုင်းကိုပိုင်ဆိုင်လိုလာပါပြီ